အားလုံးပဲမင်္ဂလာပါရှင် Memories YouTube Channel လေးကနေကြိုဆိုပါရရှင် Preview လေးသုံးပြီးကြည့်ပေးဖို့တောင်းဆိုပါရနော်ဒီဗီဒီယိုလေးကိုလည်းအဆုံးထိလိုက်ပါစီမျိုးဖို့ဖိတ်ခေါ်ပါရရှင်ထုံးတိုင်းကောင်ချွဲတတ်တော့ဖေးကိုလာဖက်ဖေးတယ်တာအခုကျောင်းမှာကျောင်းသားသမဂ္ဂဥက္ကဋ္ဌတော်တဲ့ဟမ်ကျောင်းသားသမဂ္ဂရဲ့6တန်းနေသားမဟုတ်မင်းကျောင်းသားသမဂ္ဂတွေပါလေပြောမင်းဘယ်သူကဥက္ကဋ္ဌခဏသမဂ္ဂအတိတ်ပဲမသိလားသိတာပါဖေးရတယ်သမဂ္ဂဆိုတော့အသင်ပင်အစီယုံပဲတဲ့6တန်းက4ခန်းရှိတယ်တာမလုပ်ချင်ပါဘူးတဲ့ဒါအကုန်လုံးသားကိုလှုပ်ပါပြောတော့လောက်ရတယ်လှုပ်တော့ဒီတိုင်းတော့ရလာမဟုတ်ပေါ့ဖေးရတယ်4ခန်းဆို4ယောက်ပြန်ရတာပေါ့လေ4ခန်း4ယောက်ပြန်ရတာလေအဲ့တော့မင်းဘယ်လိုပြန်ပြောမဲဆွဲရတယ်လေဖေးမဲဆွဲရတယ်မဲဆွဲရတယ်ရုပ်ကပွဲလုပ်ပြီးတော့မဲဆွဲရတယ်လေဖေးရတယ်ရုပ်ကပွဲလုပ်ဖို့အတွက်မဲဆွဲတဲ့စကားတွေပြောတယ်လေဖေးရတယ်အမေဘာတွေပြောတော့ဟာဖေးရတယ်တာအဲ့တခါဝင်တခါတော့တာပြောတယ်ကောင်မလေးတွေအမှတာမေးလိုက်တယ်ကဲငါအခုရွေးမယ်ငါဥက္ကဋ္ဌနင်တို့ငါ့ကိုမဲပေးကြအဲ့နင်တို့ဘာဖြစ်ချင်လဲပြောလို့တာမေးလိုက်တယ်အဲ့မှာကောင်မလေးတွေကမှပြောတယ်သူတို့ကျောင်းရဲ့အိမ်သားကကလေးတွေဖြစ်တဲ့အတွက်တကားအပြည့်မကာထားဘူးစင်နေရက်လို့တဝက်6တန်းဆိုတော့ကလေးတွေပါဒါပေမဲ့အဲ့6တန်းထဲမှာအပြိုပေါ်ဝင်ကားစားနည်းနည်းခတ်ထော်တော့ပိတ်ကလေးတွေပါတယ်သူတို့က toilet ဘိုးတိုင်းထိုင်တော့ခန္ဓာကိုယ်ကနည်းနည်းထွားတော့ဒူးလေးတွေပါလေးတွေခြေသလုံးလေးတွေပေါ်တော့သူတို့ကနည်းနည်းရှက်တယ်အဲ့ဒီဟာကိုသူတို့ကအပြည့်ကားစေခြင်းနဲ့အဲ့တော့တားကိုပြောတယ်တဲ့သူတို့ညနေဥက္ကဋ္ဌအဖြစ်ငါတို့ရဲ့ထောက်ခံမဲကိုလိုချင်ရင်ဒီတကားတွေကိုနေဥက္ကဋ္ဌအဖြစ်အပြည့်လုပ်ပေးနိုင်မလားလို့တားကိုမေးတယ်တဲ့အဲ့မင်းဘာပြောလိုက်ငါ့ကိုသာဥက္ကဋ္ဌပြအောင်မဲထက်ငါလုပ်ပေးမယ်လို့ပြောလိုက်တယ်ဟာဟဲ့အောင်မင်းကျောင်းဟာတွေကိုမင်းကိုလို့ချင်တယ်လို့မရဘူးလေလို့ဟာအဲ့ဒါတွေမသိဘူးဖေရတယ်လောဆယ်သားဥက္ကဋ္ဌပြောဖို့ရည်ကြီးတယ်မင်းကလေးတွေတော့ပါမင်းယောက်ျားလေးတွေကြတော့လားယောက်ျားလေးကပိုးလွယ်တယ်ဖေရတယ်တောက်တော့ကြောင်မှာထမင်းတုပ်ပဲရှိတာတောက်တော့ကြောင်မှာထမင်းတုပ်နဲ့အဲ့ဒီအေးနဲ့ဒါပဲရှိတယ်ဒီကောင်လေးစားနေတာဒင်ဆန်တို့ပေါက်စီတို့ဟမ်ဘာဂါတို့ဒီကောင်လေးသားပြောလာတာရှင်းလေးပဲငါ့ကိုသာမင်းတို့ဥက္ကဋ္ဌပြအောင်မဲတဲ့ဖြစ်မင်းတို့စားရတယ်အကုန်လုံးဈေးစံတန်းဖြစ်အောင်ငါလုပ်ပေးမယ်လို့ပြောလိုက်တယ်မင်းမလုံနိုင်ရင်ဘယ်လိုအဖေအဲ့ဒါနောက်မှတယ်လောလောဆယ်ဥက္ကဋ္ဌဖြစ်ဖို့ရေးကြည့်တယ်6တန်းရွေးကောက်ပွဲဆိုတဲ့စကားလုံးကိုပြောတယ်မဲဆွဲတယ်ဆိုတဲ့စကားလုံးကိုပြောတယ်တပတ်ကဆိုတဲ့စကားလုံးကိုပြောတယ်ကျွန်တော်တို့ခုကလေးတွေ10တန်းအောင်ပြီးရင်16နှစ်ပြည့်မယ်မကြခင်မှာမဲပေးရမှာဘာသိလဲဘာမသိဘူးသူတို့ဘာမှမသိတာကိုအပြစ်မပြောနဲ့ကျောင်းကဆရာမကိုယ်တိုင်ဘာမှမသိဘူးဘာမှမသိလို့ဆရာမအဲ့စကားပြောနေတာလေဆရာမကျမနိုင်ငံရေးနဲ့ကင်းတယ်နိုင်ငံရေးနဲ့ကင်းရင်လူမဟုတ်ဘူးနိုင်ငံရေးနဲ့ကင်းတာတိရစ္ဆာန်ပဲရှိတယ်လူဆိုနိုင်ငံရေးနဲ့ကင်းလို့အများကိုသင်ပေးနေရတဲ့ဆရာမကိုယ်တိုင်ကဒီလိုလေးကျမနိုင်ငံရေးနဲ့ကင်းတယ်ဆိုမှတော့ဒီပညာကြီးကဘာသုံးစားလို့ရအောင်မလဲဦးနေဝင်းလက်ထက်တည်းကထက်ခဲ့တဲ့ဂျင်းဘတ်ကြီးဦးနေဝင်းလက်ထက်တည်းကထက်တဲ့ဂျင်းဘတ်ကြီးကိုဒီနေ့ဒီချိန်ထိလူတွေကြောက်ရွံ့တုံလို့ဒါကိုဒေါအောင်ဆန်းစုကြည်တက်နေတယ်မှာဖြေပေးနေပါတယ်ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်စကားသူတို့နားတော့အပြည့်ရောက်ပုံမရဘူးဝန်ထမ်းတွေကနိုင်ငံရေးနဲ့မပတ်သက်ရဘူးဆိုတော့မှားတယ်လို့ဒေါအောင်ဆန်းစုကြည်ပြောပြီးသားနော်ကိုရုံးကိုသွားပြန်လာရင်ကိုကြိုက်တဲ့ပါတီကိုအားပေးဝင်းရတိုက်တာလို့ကိုလို့တော့မထိခိုက်စေနဲ့ပြောပြီးသားသို့တော့ဂျင်းဘက်ကထည့်ထားတဲ့ဂျင်းဘက်ကဒါကြည့်တော့ထားပါတော့ဆရာမတွေကိုကျွန်တော်အပြည့်ပြောသလိုဖြစ်ပါလိမ့်မယ်တကယ်တော့လည်းကျွန်တော်ကပြောချင်တာပါနော်ဆိုတော့ဒီဆရာမတွေကိုတိုင်ကနိုင်ငံရေးကိုနားမလဲပဲနဲ့ဒီကလေးတွေကိုဗာသင်ပေးမှာတော့ကျွန်တော်အများနဲ့ပြောတဲ့စကားရှိတယ်ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာမဲ့ထိန်လင်းလေးသာခင်ဗျားတို့လိုဆရာမတွေနဲ့သင်ခဲ့ရရင်ဒီနိုင်ငံလုံးလိုက်မရဘူးလို့ဟုတ်တယ်နော်တခင်ကိုလိုမိုင်းလိုဆရာမျိုးဒီလိုဥပချိုလိုဆရာမျိုးဥရဇတ်လိုဆရာမျိုးနဲ့တွေ့ခဲ့လို့ရဲတော့အောင်ဆန်းဖြစ်လာတာနော်မာကျောတဲ့တန်ချောင်းအောင်ဆန်းဖြစ်လာတာနော်ထားပါတော့ဗျာဒါတွေကပုဂ္ဂိုလ်ရေးဆာမာတယ်တဖြည်းဖြည်းနဲ့တော့ပြင်ရမှာပေါ့နော်တိုင်းပြည်မှာဆရာဆရာမတွေရဲ့ခန်းကဏ္ဍအင်မတန်အရေးကြီးတယ်ဗျနော်ဒါလည်းထားလိုက်ပါတော့အဲ့တော့ကျွန်တော်နိုင်ငံရဲ့ပညာရေးသည်ကျွန်တော်နိုင်ငံရဲ့အခြေအနေသည်ဆောတော့ပြောတဲ့ပညာကောင်းမတတ်ဘူးအဲ့ဒီပညာရေးမှာနောက်ထပ်တစ်ခုမပါတာပါလဲစာပေအမှုပညာမပါဘူးစာကြည့်ဓာတ်အသုံးချတဲ့ပညာရေးမပါဘူးစကားတစ်ခုနဲ့ကျွန်တော်ရှင်းအောင်ပြောပါမယ်စာကြည့်ဓာတ်ကိုဌာပနာခြင်းမရှိတဲ့ပညာရေးဟာပညာရေးမမီဘူးတန်ပြောမယ်စာကြည့်ဓာတ်မပါတဲ့ပညာရေးဟာပညာရေးမဟုတ်ဘူးခုကျွန်တော်စာကြည့်ဓာတ်မပါဘူးကလေးတွေဖတ်ဖို့နေနေတာသင်နေတဲ့ဆရာမမဖတ်ဘူးအဲ့လိုထုတ်ပြောတဲ့ဆရာမတွေကိုတွေ့ဘူးတယ်နော်ရှားတယ်ကျွန်တော်တို့စာပေဝါဒနာမပါဘူး
စာဘဝဒနာမပါဘဲနဲ့ဘာလို့ဆရာလုံနေသေးတော့ကျွန်တော်တပည့်တွေကျွန်တော်ပြောတဲ့စကားကျွန်တော်စာသင်25နှစ်အတွင်းမှာကျွန်တော်ဂုံယူဆုံးစကားဆရာလေးပြတယ်ဆိုတော့ဆရာလေးပြလူចောင်းသားစိုးတွေလေးပြဆရာကတော့လေးပြတယ်ဆရာဘာဖြစ်လို့လဲကွာဆရာရေးလဲကြွယ်တယ်ဗျာသူတို့စကားဆရာရေးလဲကြွယ်တယ်ဗျာဆရာမသိဘူးဆိုတာမရှိတော့ဒီနေ့မသိဘူးဆိုဆရာမနေ့ကညသိပြီဆရာကျွန်တော်ဟုတ်တယ်လေဒီနေ့မသိရင်โอเคငါမသိဘူးဒါငါမသိသေးဘူးလေမနေ့ကညရှင်းပြမယ်ခဏကျွန်တော်တနေ့ကုန်ရှာတယ်တော်တော်များများတော့သိပြီးသားကြက်တယ်ပြက်ပြက်အဲ့တော့ကျွန်တော်ကလေးပြရဲ့မှချက်ဒီဆရာရေးလဲကြွယ်တယ်ဗျာကျောင်းဆရာကြွယ်ရမယ်ဗျာမကြွယ်ရင်ကျောင်းဆရာမလုပ်နဲ့အခုတော့မကြွယ်သောသူများကလုပ်တယ်စာဘဝါဒနာမပါသောသူများကလုပ်တယ်ဘာအတွက်လုပ်မှန်းလည်းမသိဘူးလာတာလည်းတော့အများကြီးလည်းမဟုတ်ဘူးရတာတသိန်းနဲ့သိန်းမဲ့လောက်ဆရာလာတာလည်းမဟုတ်ဘူးเนาะကျွန်တော်စကားတွေတော့တားကြီးရှော့ပြီးတော့ပြောထားပါတယ်တကယ်တက်တယ်ပြောရင်တအားနာကုန်ပါဆိုလို့ထားလိုက်တော့အဲ့တော့စာကြည့်တဲ့ကိုဌာပနာခြင်းမရှိတဲ့ပညာရေးဟာပညာရေးမမီဘူးဒါတော့အခုကျွန်တော်တိုင်းပြည်ကျွန်တော်နိုင်ငံကစင်ကာပူကိုရောက်သွားပင်မဲ့အင်ဂျင်နီယာတယောက်ဖြစ်ပင်မဲ့ကျွန်တော်စာအုပ်ကိုငပေါ်စာအုပ်လို့ပြောတဲ့လူတယောက်အသက်ကလည်းမငယ်တော့ဘူးအင်မတန်ညံပြင်းတဲ့ပညာရေးကိုသင်ခဲ့ရတဲ့အတွက်ဒီစကားမျိုးသူပြောထွက်တယ်ကျွန်တော်ပါဇက်ကပြောမထွက်ဘူးကျွန်တော်လူတယောက်ကိုဝေဖန်မယ်ဆိုရင်ကျွန်တော်သေသေးချာချာလေ့လာပြီးမှဝေဖန်မှာအဲ့တော့ဒီပညာရေးကမွေးထုတ်လိုက်တဲ့လူတွေမကောင်းတာတိတ်တော့မထူးဆန်းဘူးလေမကောင်းတဲ့ဝင်းကျင်ကနေမွေးထုတ်လိုက်တဲ့အတိုင်းတာအဲ့တော့နိုင်ငံတကာပညာရေးကဘာလုပ်တယ်လဲဒါလေးတော့ထည့်ပြောမှရဟာခင်ဗျာကျွန်တော်တို့တော့အပြစ်ပြောသွားပြီးတော့နိုင်ငံတကာမှာဘယ်လိုလုပ်တယ်လဲလွယ်လေးအများကြီးတော့မပြောနိုင်တော့ဘူး KG + 12တဲ့နဲ့မူလတန်း6နှစ်အလယ်တန်း4နှစ်ထက်တန်း2နှစ်6 4နှစ်12တန်းတော်ရှင်းတယ်တကယ်ကအင်္ဂါဘလို့ကြတာတွေစားတယ်တင်စားရှိတာတွေတင်တယ်တောက်ကြနေမှာစာကြည့်တိုက်ကိုတွားတယ်စာကြည့်တိုက်ကနေစာအုပ်တအုပ်အတန်းနဲ့လျော်ညီတဲ့အသက်နဲ့လျော်ညီတဲ့စာအုပ်တအုပ်ဖတ်ဘယ်နေလဲတောက်ကြယူသွားစနေဖတ်တနေ့ကနေဖတ်တနေ့လာနေမှာအဲ့ဒါကို workshop လုပ်တယ်တယောက်ချင်းပြောဆရာမတယောက်ချင်းဆွေးနွေးတယ်အဲ့ဒီစာအုပ်ထဲမှာပါတဲ့သင်္ကန်းသားတွေကိုတယောက်ချင်းဆွေးနွေးပြီးတော့အယူအဆအတွေးခေါ်လွဲနေတဲ့လူတို့တယောက်ချင်းတက်ပြီးတကယ်တော့ဒါကျွန်တော်အသေးစိတ်ပြောရမှာဒီမှာမပြောနိုင်တော့လူရင်းပြောရင်တော့စင်ဒရဲလာပုံပြီစင်ဒရဲလာထဲမှာမိလွေးပါတယ်သမီးချင်းနှစ်ယောက်ပါတယ်စင်လောက်ပါတယ်စင်ဒရဲလာလေးပါတယ်မင်းသားပါတယ်ကပွဲချင်းပါတယ်မိလွေးကစင်ဒရဲလာကိုနှိပ်ဆက်တယ်သမီးနှစ်ယောက်ကိုရှေ့တန်းပို့သမီးနှစ်ယောက်ကမင်းသားလေးကမကြိုက်ဘူးစင်ဒရဲလာလေးကိုပဲကြိုက်တယ်တကုတ်ရှင်ဖွားကြီးပါတယ်ဒါနောက်ဆုံးရွှေအောင်ဖနက်ကလေးခြံခဲ့တယ်ရွှေအောင်ဖနက်လေးစီးကြည့်တယ်တော်တဲ့သူကစင်ဒရဲလာမင်းသားလေးနဲ့စင်ဒရဲလာလေးနဲ့ပေါင်းတယ်ဇလန်တာဆာမမေးတယ်တယောက်ဟေးတားလေးထားပါဦးတားလေးဂျိုးဆက်ဟုတ်ကဲ့ဆာမတားလေးဒီပုံမြင်ထဲမှာဘာဖြစ်ချင်လဲဆာမကျွန်တော်တကိုးရှင်ဖွားကြီးဖြစ်ချင်ဆာမမှတ်ချက်ရေးတယ်ဒီကောင်ကသိပ္ပံပညာကိုစိတ်ဝင်စားတဲ့ကလေးတယောက်တကိုးရှင်ဖွားကြီးဖြစ်ချင်တော်တော်များများဖြစ်တာတော့မင်းသားလေးဖြစ်ချင်တယ်တော်တော်များများဖြစ်တာတော့စင်ဒရဲလာလေးဖြစ်ချင်တယ်ဒါလည်းမထူးဆန်းလာပြီထူးထူးဆန်းဆန်းဟေးဂျက်စမင်စပယ်မာလေးစပယ်ပြူလေးသမီးဘာဖြစ်ချင်လဲကွယ်မျက်နှာညွန့်ညွန့်ငယ်ငယ်လေးနဲ့ဟုတ်ကဲ့ဆရာမသမီးလေးဒီပုံမြင်ထဲမှာမိတွေးမကြီးဖြစ်ချင်ပါလေဆရာမဘယ်သူမှမဖြေတဲ့အဖြေဆရာမချက်ချင်းပဲကွန်ပျူတာကိုတောက်ဆိုနှိပ်လိုက်တယ်ဂျက်စမင်ရဲ့ကိုရေးချင်းကြလာသားသမီး9ယောက်ရှိတယ်အဖေကကုံကားမောင်းတယ်အမေကတန်ရှင်းဝန်ထမ်းအဖေကဆေးဆွဲနေတယ်အမေကရက်ဆွဲနေတယ်တပတ်ကို3ခါလောက်ရန်ဖြစ်တယ်မိသားစုမှာဂျက်စမင်ကအကြီးဆုံးခဏအဆူဆက်အရိုက်အနှက်ခံဘယ်ရောက်တော့ရုံမှာသွားကြမလို့ကွန်ပျူတာထဲမှာကုန်ပါပြီသားကြည့်လိုက်ပြီဩသမီးရဲ့မိလွေးမကြီးကကောင်းလို့လားသမီးရဲ့မကောင်းပါဘူးဆရာမလောကကိုကောင်းကျိုးပြုသလားသမီးမပြုပါဘူးဆရာမစင်နလာလေးပေါ်မှာကျင်နာလားသမီးမကျင်နာပါဘူးဆရာမဘာလို့များအဲ့ဒီလိုစိုးစိုးဝါးဝါအခြေအနေတွေကိုသိရတဲ့နဲ့သမီးကဘာဖြစ်လို့မိလွေးမကြီးဖြစ်ချင်ရတာလဲသမီးရဲ့ဟုတ်ကဲ့ဆရာမမိလွေးမကြီးကလေလောကပေါ်မကောင်းတာမှန်ပေမဲ့စင်နလာလေးပေါ်မကောင်းတာမှန်ပေမဲ့သူ့အိမ်မှာတော့ तू ကဘိုးပဲလေဆရာမ